မင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုလေးကတော့ Samsung ရဲ့အခုလိုမျိုးပြောင်းသွားတဲ့ Smart Remote လေးရဲ့အသုံးပြုပုံလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ Samsung ကပို့ပြီးတော့ compact ဖြစ်အောင်ဒီလိုတိတိလေးပြုလုပ်လိုက်ပြီးမြဲတချို့တော့သူတွေအတွက်သုံးရတာနည်းနည်းလေးအခက်အခဲလေးရှိနေတယ်မသိတာလေးရှိနေတဲ့အတွက်ဖြစ်ပြီးမှဖြစ်ပါတယ်အဲ့တော့ remote လေးကိုအရင်ဆုံးပြပြရမယ်ဆိုရင်မိတ်ဆက်ပေးရမယ်ဆိုရင်အပေါ်ဘက်မှာ power အဖွင့်ပိတ်ခလုတ်လေးရှိမယ်ပြီးရင်ဒီ1 2 3ရဲ့ဒီ setting ပုံလေးပြထားတာလေးကတော့သူ့ရဲ့ setting ကိုခေါ်ချင်ရင်နှိပ်ရမှာဖြစ်ပါတယ် setting ခေါ်တဲ့ခလုတ်လေးရှိမယ်ပြီးရင်နောက်ထပ်ကတော့ဒီဘက်မှာပါတဲ့ဒီ color ရောင်စုံလေးနဲ့ပေါ့နော်ဒါလေးကကြပါလဲဆိုရင်ခုလိုမျိုးလေးပေါ်နေလိမ့်မယ်သူကဘယ်ညာရွှေ့တဲ့အချိန်မှာဒီခလုတ်လေးကိုအသုံးပြုပြီးတော့ဒီလိုမျိုးလေးပေါ့နော်ရွှေ့လိုက်လို့ရတယ်ဒါကဒီဗီဒီယိုတွေ playback လုပ်တဲ့အချိန်မှာအသုံးဝင်နေပေါ့နော်အဲ့တော့နောက်ထပ်တစ်ခုထပ်ပြပေးပါမယ်ဒီအဝိုင်းလေးကတော့ပုံမှန် remote တိုင်းပဲသူကဒီအထက်အောက်ပဲညာပြီးရင် okay ပေးတဲ့ခလုတ်လေးရှိမယ်နောက်ထပ်ကတော့ဒါကတော့ back track တင်မြားလေးအခုဗီဒီယိုကနေပဲဖြစ်ဖြစ်ဒီရောက်နေတဲ့စာမျက်နှာကနေပြီးတော့ပြန်ထွက်ရင်ဒီခလုတ်လေးကိုအသုံးပြုလို့ရတယ်ဒါကတော့ home key လေးသူ့ရဲ့ပထမဆုံးစာမျက်နှာကိုခေါ်ခြင်းနေဆိုရင်ဒီ home key လေးကိုပြန်ခေါ်လိုက်လို့ရတယ်သူကတော့ဒါ play တို့ pause တို့လုပ်တဲ့ခလုတ်လေးပါကျွန်တော်တို့ဗီဒီယိုတွေရက်တာ play တာလုပ်တဲ့ခလုတ်လေးအောက်ဘက်မှာတော့ဒီအပေါင်းအနှုတ်လေးရဲ့အထက်အောက်မြားလေးရဲ့ရှိတယ်ဒါကဘာလဲဆိုရင်အတန်အတိုး short လုပ်ဖို့နဲ့ channel တွေကိုအတိုး short လုပ်ဖို့ဖြစ်ပါတယ်အဲ့တော့အတန်ချဲ့ခြင်းနေဆိုရင် normal တိုင်းပဲသူကpress ဒီလိုဖိလိုက်လို့မရဘူးပေါ့နော်ဖိလိုက်မယ်ဆိုအတန်ပြောက်သွားမယ်အဲ့တော့အတန်ချဲ့ခြင်းနေဆိုရင်အခုဒီ volume button လေးကိုအပေါ်ဘက်ကိုတွန်းပြီးတော့နှိပ်လိုက်ပါဒါဆိုရင်အတန်ချဲ့လာလိမ့်မယ်အတန်ကျဲလာမယ်အတန်တိုးခြင်းဒီလိုပဲအောက်ဘက်လေးကိုနှိပ်ပေးလိုက်ပါတွန်းဆွဲလေးနှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်ရပါတယ်လုံးဝဖိချလို့မရပါဘူးဒီအောက်ဘက်လေးကိုတွန်းပြီးတော့မှနှိပ်လိုက်ရပါပြီအဲ့တော့နောက်ထပ်ခလုတ်လေးတွေကတော့ဒါအမြန်ခေါ်ခြင်းပေါ့နော် display black တို့ prime video တို့ netflix တို့ကိုအမြန်ခေါ်ခြင်းဒီခလုတ်လေးကိုနှိပ်လို့ရပါတယ်အဲ့ဒါဆိုရင်တော့ Samsung remote လေးအသုံးပြုရတာအဆင်ပြေသွားလိမ့်မယ်လို့ထင်ပါတယ်ရှင်